อย่าอยู่อย่างอยากဆိုတာဘာပြောတာလဲสวัสดีค่ะทุกคนไม่เจอกันนานเลยนะဒီနေ့ပြောပြမယ့်အကြောင်းအရာလေးကတော့အော်နမ်ယောဆိုတဲ့ဟာလေးပါအော်ဆိုတဲ့စကားလုံးလေးနဲ့နမ်ဥဆောင်ထားတဲ့နောက်ကနေယောရလိုက်တဲ့စကားလုံးတွေပါထိုင်းစာမှာအော်နမ်ယောလေးလုံးပဲရှိပါတယ်ဘာတွေလဲဆိုတာကြည့်လိုက်ရအောင်ပထမဆုံးတစ်ခုကအော်ယောအာယာမအိတ်ယာမလုံနဲ့ဆိုတဲ့အဓိပ္ပာယ်ပါတားမြစ်တဲ့အဓိပ္ပာယ်ပါဥပမာဆိုရင်อย่าทำแบบนั้นအဲ့လိုမလုံနဲ့လို့ပြောတာပါနောက်တစ်ခုကအော်ယောအိုယိုမအိတ်ယူနေတယ်လို့ပြောတာฉันอยู่ที่นี่ငါဒီမှာနေတယ်ဆက်သွားမယ်အော်ယောအာငေါ်ယံမအိတ်ယံယံရဲ့အဓိပ္ပာယ်ကအမျိုးအစားပုံစံလို့ပြောလို့ရပါတယ်ဥပမာဆိုရင်ทำอย่างนี้ဒီလိုလုပ်မယ်วันนี้แม่ทำกับข้าวหลายอย่างဒီနေ့အမေကဟင်းတွေအမျိုးမျိုးချက်တယ်နောက်ဆုံးတစ်ခုကတော့အော်ယောအာကောယဆန္ဒရှိတယ်ဖြစ်ချင်တယ်လောဘကြီးတယ်ဆိုတဲ့အရာပါဥပမာဆိုရင်ฉันอยากกินหมูกระทะစားချင်တယ်လို့ပြောတာပါဒါဆိုရင်ရှေ့မှာပြောခဲ့တဲ့อย่าอยู่อย่างอยากဆိုတာကပါလဲဆိုရင်อย่าอยู่မနေပါနဲ့อย่างอยากလောဘကြီးတဲ့သူလိုမျိုးလောဘကြီးတဲ့ပုံစံမျိုးမနေပါနဲ့လို့ပြောတာပါโอเคနောက်တဲ့ဗီဒီယိုမှာတွေ့ကြမယ် bye bye